အခုလက်ရှိထဲပို့ပြီးတော့အဆင်ပြေခြင်းနဲ့လက်ရှိမှာကရနေတဲ့အနေအထားကဘယ်လိုပြောရမလဲကို့မှာစိတ်ပူပင်မှုတွေကိုဖြစ်စေတယ်ပေါ့နော်ဟိုဘယ်လိုပြောရမလဲဟိုစိတ်ပပလေးနဲ့မတုံးနိုင်သေးဘူးနောက်တစ်ခုကလှုပ်ချင်တာတွေကိုစိတ်လွတ်လွတ်လပ်လပ်ကလေးနဲ့မလုံနိုင်သေးဘူးဆိုလို့ရှိရင်နော်ဒီဟိုဆရာမအနေနဲ့နော်ဒီတခုကူညီပေးနိုင်တာကဘာလေးလဲဆိုရင်ဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့တနေ့တနေ့မှာစိတ်လွတ်လွတ်လပ်လပ်နဲ့တနေ့တနေ့မှာကိုယ်အရင်ကားထက်ပို့ပြီးတော့အဆင်ပြေလာဖို့အတွက်နော်လက်လာပကိုယ်တိုင်ဖွင့်ရတယ်နော်အဲ့လိုဖွင့်တဲ့အခါမှာဆီယမရဲ့ target ကဆီယမနဲ့မတွေ့ခင်ကအခြေအနေနဲ့ဆီယမနဲ့တွေ့ဆုံပြီးသွားတဲ့အချိန်မှာဟိုအခြေအနေကနော်ဟိုပြောင်းလဲသွားရမယ်ဘာပြောင်းလဲမလဲဆိုလို့ရှိရင်နော်တိုးတက်မှုပဲဖြစ်ရမယ်နော်အဓိကငွေကြီးနော်ဆီယမငွေလက်ဖွင့်ပေးတာနော်အဲ့တော့ကြတော့ဆရာမပြောတဲ့အတိုင်းလေးတွေဆရာမဒီ online ပေါ်မှာတော့ဒီဘယ်လိုလေးတွေလုပ်ရမယ်ပြောတယ်နော်ဒီ free အနေနဲ့ဆရာမ knowledge sharing အနေနဲ့သွားတဲ့အခါမှာတကယ် live လုပ်တဲ့သူတွေဟာနော်ဒီရာနဲ့ထောင်နဲ့တောင်းနဲ့သိန်းနဲ့ချီပြီးတော့ကိုနော်အခုဆိုရင်သိန်းနဲ့ချီပေါ့နော်တွေ့ရပါတယ်လို့ဆရာမအရန်လဲဝင်းတာပါတယ်ဘာလို့လဲဆိုတော့သူတို့တွေကလေလုပ်ကြည့်တဲ့အခါမှာအဆင်ပြေတာဘူးเนาะအဲ့တော့ဆရာမကပြောတဲ့အတိုင်းလေးလုပ်ကြည့်ပါเนาะစောစောကပြောတယ်လို့ပေါ့เนาะစိတ်ပပနဲ့မဝင်နိုင်သေးဘူးမသုံးနိုင်သေးဘူးစိတ်တွေကအမြဲတမ်းညစ်နေရတယ်ဆိုလို့ရှိရင်လေဒါလေးကိုယုံကြည်ကြည်နဲ့ရွတ်ပါလို့နော်ဆရာပြောတဲ့အတိုင်းလေးရွတ်တဲ့အခါမှာဒီမှာဆရာမဒီနေ့ကြွားမဲ့ comment လေးကဆရာမတဲ့ထွင်ကားရွတ်တာတဲ့အရင်ကားထဲတဲ့အဆင်ပြေလာပါတယ်တဲ့ကျေးဇူးတင်ပါတယ်တဲ့ဟုတ်ကဲ့ပါအခုလိုလာကြပြီးတဲ့အတွက်သမီးလေးနေ့ရက်တိုင်းစစရရအဆင်ပြေပါစေငွေတွေလည်းနေတိုင်းအများကြီးရောက်ရှိပါစေနော်ကျမတို့မျိုးလေးရေးပေးပါအောင်ဘယ်မျိုးကနေရေးပေးတာလဲပေါ့နော်အဲ့တော့ဆရာမလည်းထွင်ကားလေးကိုဆိုတဲ့အခါမှာဘာလေးတွေဖြစ်တုံးဆိုတော့ဆရာမကနော်ဖုန်းနဲ့ဆိုရင်တိုင်မြင်ရင်နော်ဒီတူကိုဆိုရင်1သိန်းအပြင်တွေဆိုရင်3သိန်းအဲ့တော့ဆရာမတစ်ခါမှမရဘူးတဲ့နိုင်ငံတွေကိုပဲဆရာမနော်ဒီနေ့တိုင်မြင်ဆွေးနွေးရမှာဖြစ်တယ်ဒီနေ့ကမေလ12ရက်နေ့ဖြစ်တယ်နော်ဆရာမဒီနေ့ဆိုလို့ရှိရင်နော်ဒီနေ့ညပေါ့နော်ဆရာမတို့ကတော့ညပေါ့ USA မှာကြတော့ဒီဟိုဗာလဲဟိုမနေ့ပိုင်းဖြစ်မှာပေါ့နော်ကျွန်မတိုင်မီဆွေးနွေးရမှာ USA နဲ့ the first เนาะပထမဆုံးအကြိမ်ကျွန်မဆွေးနွေးရဖြစ်တယ်ထွင်ကားယူလို့เนาะအလုံးလည်းပဲအတူတူဆရာမနဲ့ဒီနေ့ယူအောင်เนาะထွင်ကားငါစီကိုနေ့တိုင်းငွေအများကြီးရောက်လာပါစေငါစရရအဆင်ပြေပါစေဒါလေးကိုအားတိုင်းနားတိုင်းဆိုပေးပါเนาะတကယ်လို့ဆရာမနဲ့တိုင်ပင်ခြင်းနဲ့ဆိုလဲကြိုတင်ပို့ခင်ယူနိုင်ပါတယ်လို့အားလုံးအဆင်ပြေကြပါစေ